စိမ့်လန်းနေတဲ့မြက်ခင်းသူမော်ကိုအမဲရောင်အမုံလေးတွေနည်းနည်းချင်းစီဖြူချနေပါတယ်ဒါပေမဲ့ဒါဟာမြက်ခင်းအတွက်မြေသောစာတော့မဟုတ်ပါဘူးတကယ်တော့တချို့ professional ဘောလုံးကွင်းတွေမှာမြက်ခင်းသူတွေခင်းတီးတာနဲ့ဒီအမုံတွေကိုချက်ချင်းပဲအပေါ်ကနေဖြန့်ကျဲခင်းလိုက်ကြပါတယ်ဒါကမြင်ရင်ဒီလောက်လှပတဲ့စိမ့်လန်းနေတဲ့ကွင်းကိုဘာလို့ညစ်ပတ်သွားအောင်လုပ်နေရတာလဲလို့သင်တွေးမိပါလိမ့်မယ်သူတို့ရဲ့နီးပညာအခေါ်အဝေါ်ကတော့တုံခါမှုစုပ်ယူပေးတဲ့ယောဘာအမုံများလို့ခေါ်ပါတယ်ဒီအမုံအများစုကိုဟောင်းနှွမ်းနေတဲ့ကားတာယာတွေကနေပြန်လဲအသုံးပြုထားတာဖြစ်ပြီးတေးရာတန့်စင်တာကြိတ်ခွဲတာနဲ့ဓာတုနီးအရာပြုပြင်မှုတွေလှုပ်ဆောင်ပြီးနောက်မှာတော့ခိုင်ခန့်ပျော့ပြောင်းပြီးအစိတ်အတောင်မရှိတဲ့ယောဘာအမုံလေးတွေအဖြစ်ဖန်တီးထားတာဖြစ်ပါတယ်မြေကြီးထဲမှာအမြင့်တွေနဲ့လေတဘာဝမြက်တွေနဲ့မတူပဲမြက်ခင်းသူရဲ့အမြင့်တွေကပါးလွာတဲ့အထည်သားအခန်းပေါ်မှာရက်လွတ်ထားတာပါဒီကွက်လက်တွေကြားမှာယောဘာအမုံတွေမထိထားဘူးဆိုရင်ပြီးလွားနေတဲ့ခြေလိုင်းတွေရဲ့တန်ကြောင့်မြင့်တွေကအလွယ်တကူကျိုးပဲ့ပြားကတ်ပြီးပျက်စီးသွားနိုင်ပါတယ်ဒါအပြင်ယောဘာအမုံလေးတွေကကွက်လက်တွေကြားထဲဝန်းရောက်သွားပြီးအကောင်းဆုံးဖွက်တိုက်မှုအားကိုဖန်တီးပေးပါတယ်ယောဘာရဲ့မြင်မာတဲ့ကျုံဆက်နိုင်စွမ်းကမာကျောတဲ့မျက်နှာပြင်ကိုနူးညံ့တဲ့အောက်ခံအဖြစ်ပြောင်းလဲပေးပြီးရိုက်ခတ်မှုထန်တွေကိုစုပ်ယူပေးကထိခိုက်ဒဏ်ရာရမှုတွေကိုတိတိတတ်တာရော့ချစေပါတယ်